3, 2, 1, go. Hello, Minglabashi, we send Pinadana Galascanivia, Piale to Salipare, and also Zero, of course, things I can't tell to Yalabavi, the Pipinero, the Waharario, Nenele, Jay Mayare, Sagalonia, Nenele, Yana, not your messena. A good Dimasi, if I on the Miwa Maga, I can't tell ye. Waharago, use on the Midamavana, and I say not tones and I may TV bow. အဲ့တော့အခန်း6ဝဟထားမှာဆိုရင်ဒီမှာဆိုရင် तू ကနည်းနည်းလေးပေါ့နော်ဘတ်စကလုံးလေးတွေတဖြည်းဖြည်းနဲ့များလာပါပြီအဲ့တော့အခန်းလေးမှာတွေကဒီဘာဖြစ်မှလဲဆိုတော့ဘတ်စကလုံးလေးတွေစပြီးတော့ပါလာတာဖြစ်တဲ့အတွက်အခန်းလေးမှာနည်းနည်းလေးများတယ်အခန်းကမှဆိုရင်တော့3လုံးပဲပါတယ်ပေါ့နော်အခုအခန်း6ကနေစပြီးတော့ကြက်ကမဲ့ဘတ်စကလုံးလေးတွေကတဖြည်းဖြည်းနဲ့တော့များလာပြီဖြစ်တဲ့အတွက်တေချာလေးတော့ကြက်စီခြင်းနေပေါ့နော်အဲ့တော့အခုဒီမှာဆိုရင်အခန်း6ပထမဆုံးဝဟထားစကလုံးမှာဆိုရင်တာဘဲ must အဲ့တော့ဒီအခန်းကစားတဲ့တောက်တဲ့ဟာနဲ့ပတ်သက်တဲ့စကလုံးလေးတွေစပြီးတော့သင်ပေးသွားမှာပါအဲ့တော့တာဘဲ must ကစားသည်နော်တာဘဲ must စားသည်အဲ့တော့စားသည်ကိုဂျပန်လိုတာဘဲ must လို့ပြောပါတယ်နောက်ထပ်တစ်လုံးကကြတော့normimas ကကြတော့တောက်သည်ကကြတော့ဂျပန်လို normimas လို့ပြောပါတယ်နောက်တစ်ခုစွီမာဆိုတာကရှူသွင်းတယ်ဆိုတဲ့ပဲဒီမှာဆိုရင်တော့မြန်မာစကားမှာဆိုရင်တော့ဘာဖြစ်မှလဲတောက်တီဆိုတဲ့စကားလုံးကတောက်ဆိုတဲ့စကားလုံးပဲသုံးတယ်ပေါ့နော်ဆေးလေးပဲတောက်ပြီးရင်ဘာဖြစ်မှလဲအရက်ပဲတောက်ပြီးရင်ဖြော်ရည်ပဲတောက်ဆိုတဲ့စကားလုံးသုံးတယ်ပေါ့နော်ဒါပေမဲ့ဂျပန်စာမှာကကြတော့သူကကြတော့ခွဲထားတယ်ပေါ့နော်ဒီ normimas ဆိုတာကအရက်ဘီယာပေါ့နော်ပြီးနောက်ကိုဖြော်ရည်ရေတို့တောက်တဲ့အခါမှာဆိုရင်တော့normimas လို့ပြီးတော့သုံးပေးတယ်။ဒါပေမဲ့ဒီမှာဆိုရင်သူ့ရဲ့နောက်မှာသုံးထားတဲ့စကားလုံးကကြတော့တာဖာခိုဆိုတဲ့ဆေးလိပ်ဆိုတာကမြန်မာစကားရဆိုရင်တော့တောက်တယ်လို့ပြောတယ်ဆိုပေမဲ့ဆေးလိပ်ကြတော့ဘာဖြစ်မှာလဲအငွေ့ကိုရှူတာဖြစ်တဲ့အတွက်တာဖာခိုsuimas လို့ပဲသုံးပါမယ်။တာဖာခိုnormimas ဆိုတဲ့စကားလုံးသုံးလာပြီဆိုရင်တော့အဲ့ဒီဝဟာရစကားလုံးကလုံးဝမှားသွားပါပြီနော်။အဲ့တော့မှတ်ထားပေးရမှာကဆေးလိပ်တောက်တယ်ဆိုရင်တော့တာဖာခိုsuimas ဆိုတဲ့စကားလုံးနဲ့သုံးပေးပါမယ်။ normimas ဆိုတဲ့စကားလုံးမသုံးပါဘူး။နောက်ထပ်တစ်လုံးကကြတော့ mimas ဆိုတာကကြည်တီစရိပ်ပဲပါ mimas ကြည်တီ kikimas နားထောင်သည်မင်းမြန်းသည် yomimas ဖတ်သည် kakimas ရေးသည်เนาะရေးတယ်ဆိုတာရေးတယ်ဆွဲတယ်ပြောလို့ရပကြီးတွေပါဆွဲတယ်ဆိုရင်လည်း kakimas နဲ့ပြောပါတယ်နောက်ထပ်တစ်လုံးက kaimas ဝယ်သည်torimas နော်ရှာရှင် torimas ဒီစကလုံးလေးတွေဆိုရင်ကိုကအခုမှစပြီးတော့ကြက်မှတ်ထားဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ကိုကဒီစကလုံးဒီအတွဲလိုက်လေးတွေဆိုရင်တစ်ခါတည်းတွဲပြီးတော့ကြက်ထားပေးပါဓာတ်ပေါက်ရိုက်တယ်ဆိုရင်ရှာရှင် torimas ဆိုပြီးတော့ပြောတယ်ရှာရှင် torimas ရမယ်နော်နောက်ခုကကြတော့ shimas ကကြတော့ပြုလုပ်သည်လှုပ်ဆောင်သည် aimas တွေ့ဆုံသည်tomodachi aimas အဲ့တော့မှတ်ထားပေးရမှာကဘသူနဲ့ပဲတွေ့တငယ်ချင်းမှမဟုတ်ဘူးဘသူနဲ့ပဲတွေ့သူနဲ့တူတွဲသုံးမဲ့ပြောမဲ့ဆိုရင် we back ပေါ့နော်သူနဲ့တူတွဲသုံးမဲ့ we back က ni ဆိုတဲ့တစ်လုံးနဲ့ပဲတွဲသုံးမယ်ဆိုတာလေးတော့မှတ်ထားပေးပါနော်အဲ့တော့ tomodachi ni aimas ကောင်လေးနဲ့တွေ့မယ်ဆိုရင်လည်း kare ni aimasနော်အဲ့တော့မိသားစုနဲ့တွေ့မယ်ဆိုရင် kazoko ni aimas အဲ့တော့မှတ်ထားပေးရမှာဘသူနဲ့ပဲတွေ့ we back ni နဲ့တွေ့ပေးပါမယ်အဲ့ဆိုရင်နောက်တစ်ခု gohan ဆိုတာကထမင်းကိုပြောတာပါ gohan ကထမင်းပြီးရင်နောက်တစ်လုံးကgohan ဆိုတာကမနက်စာ hiru gohan နေ့လယ်စာbang gohan ညစာဟုတ်ကပန်းဆိုတာကပေါင်မုတ်တာမသူ့ကိုကြတော့တာမဂေါလို့လည်းဖတ်တယ်တာမငေါဆိုပြီးတော့လည်းဖတ်တယ်ဂငယ်အတန်နဲ့ငါအတန်နဲ့เนาะဖပါတာမငေါတာမဟုတ်ရင်တာမဂေါကျက်ဥတွေကိုပြောတာပါနောက်ထပ်တစ်လုံးကniku ကအတာစာခါနာငါယာဆိုင်ဟင်းသီးဟင်းရွက်ခူတာမိုနိုတတိဝလံအတိမီဇူရေ
ocha နော် ocha ဆိုတာကရေနွေးခြင်းလက်ဖက်ရည်ပေါ့နော်အဲ့တော့ရေနွေးခြင်းလက်ဖက်ရည်ကိုပြောခြင်းနဲ့ဆိုရင် ocha အောက်က khocha ဆိုတာကလက်ဖက်ရည်ကိုပြောတာပါ khocha အောက်က gyunyu milk ဆိုတာကနွားနိုးပါ gyunyu milk နွားနိုးအောက်က juice ဖြော်ရည်ဘီယာနော်အမှအတန်ဆွဲပြီးတော့ဘီယာကိုပြောချင်တယ်ဆိုရင်ဘီရူဆိုပြီးတော့အတန်ဆွဲပြီးတော့ပြောပါမယ်အဲ့လိုမှမဟုတ်ဘဲနဲ့အတန်ဆွဲပြီးတော့မပြောတဲ့အခါပဲနော်မပြောဘဲနဲ့ဘီရူဆိုပြီးတော့ပြောမယ်ဆိုရင်တော့အဲ့ဒါကအစာအုပ်ဖြစ်သွားပါမယ်နည်းနည်းလေးအတန်ထွက်တူတဲ့စက်လုံးလေးရှိနေရဖြစ်တဲ့အတွက်ပေါ့နော်တေချာလေးချက်ပြီးပေါ့နော်ဘီယာဆိုရင်တော့ဘီရူနော်မီမတ်ဘီယာကိုတောက်မယ်အဲ့တော့မှဘီရူနော်မီမတ်ဆိုပြီးပြောနေဘီရူနော်မီမတ်ဆိုရင်ဒါအစာအုပ်ကိုတောက်မယ်ဆိုတဲ့အိဗယ်မျိုးတက်ရောက်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့အတန်ဆွဲပြီးတော့ဖတ်ပြပါဘီရူနောက်ထပ်တစ်လုံးက osake ဆိုတာကအရက်နောက်ထပ်တစ်လုံးက tobacco ကဆေးလိပ်နောက်တစ်မျက်နှာမှာဆိုရင်တော့ tegami ကစာ rapporto ဆိုတာကအင်္ဂလိပ်စာ report ကနေပြန်ထားတာပါဂျပန်လိုပြောင်းလိုက်တဲ့အခါကျတော့ rapporto ဆိုပြီးတော့ဖြစ်သွားတယ်နော် report အစီရင်ခံစာရှာရှင်းဓာတ်ပုံဗီဒီယိုဆိုတာကဗီဒီယိုကိုပဲအင်ဂျပန်လိုပြန်ပြမယ်ဆိုရင်ဗီဒီယိုဆိုပြီးတော့အတန်မထွက်ပါဘူးနော်ဗီဒီယိုနောက်ထပ်တစ်လုံးကမီဆဲကဆိုင်နီဝါချန်ဝင်းရှုကရိုင်ကအင်စာကိုပြောတာပါအဲ့တော့သူရဲ့နောက်ကနေပြီးတော့ oshimasu နဲ့သုံးမယ်ဆိုရင်တော့ရှုကရိုင်oshimasu ဆိုပြီးတော့ဖြစ်သွားတယ်နော်အင်စာကိုလုပ်သည်နောက်ထပ်တစ်လုံးက tennis ဆိုတာက tennis နော် tennis ကိုဂျပန်လိုပြောရင် tennis အဲ့တော့သူလိုက်တိုင်းပဲ tennis ကိုရှမဆိုရင် tennis ရိုက်သည်ဆိုတဲ့ပဲပါနောက်ခုကကြတော့ soccer ဆော့စာပေါ့နော်အဲ့ဒီဟာကကြတော့ soccer ဆိုပြီးတော့ဖြစ်သွားမယ် soccer မဟုတ်ဘဲနဲ့အတန်ဆွဲပြီးတော့ဖတ်ပြပါ soccer အဲ့တော့ soccer ကိုရှမဆိုရင်တော့ဘောလုံးကန်သည်နော် soccer ကိုရှမနောက်ခုက ohanamiဆိုတာကဒါရင်ကြီးအောင်သုံးပေးထားတဲ့စလုံးပေါ့နော်နောက်က hana ဆိုတာကပန်းနောက်က mi ဆိုတာက mimas ကနေလာတာကြည့်ဒီအဲ့တော့ hanami ဆိုရင်ဘာဖြစ်သွားလဲဆိုတော့ပန်းကြည့်ခြင်းအဲ့တော့တခါတည်းတွက်ချက်ပေးရမှာနောက်က oshimas နဲ့တခါတည်းတွက်ချက်ပေးပါ hanami oshimas ဆိုရင်တော့ပန်းကြည့်ဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နောက်တစ်ခုနောက်တစ်လုံးက nani ဆိုတာကဘာလဲပေါ့နော် nani ဘာလဲကဲပါအစရင်နောက်ဆုံးစာမျက်နှာပေါ့နော်နောက်ဆုံးဝါဟာရမှာဆိုရင်တော့ ishoni ဆိုတာကအတူတကွာနော် ishoni အတူတကွာနောက်ထပ်တစ်လုံးက chotto ဆိုတာကခဏနည်းနည်း isumo ဆိုတာကတော့အမြဲတမ်းနော်အမြဲတမ်းကိုပြောချင်တယ်ဆိုရင် isumo နောက်ထပ်တစ်လုံးက toki ဆိုတာကတခါတရံတခါတလေနော်တခါတလေဆေးလေးတောက်တယ်တခါတလေအရက်တောက်တယ်နော်အဲ့လိုမျိုးခါမျိုးမှာသုံးမယ် toki ဆိုရကာရာဆိုတာကအဲ့ဒီနောက်ထိုးနောက်ဒါကြတော့စာကြောင်းတွေကိုစက်တဲ့အခါမှာသုံးတယ်နော်ဆိုရကာရာအဲ့ဒီနောက်ဟိုပါဆိုရင်ပြောမယ်ဆိုရင်ဘန်ကိုသွားမယ်အဲ့ဒီနောက်မှာတငယ်ချင်းတဲ့သူရှောက်လိမ့်မယ်နော်ဆိုရကာရာအေးဆိုတာကအင်းတဲ့အိဗယ်ပြောမယ်ဆိုရင်တော့ဒါ height ဆိုတဲ့စကားလုံးရှိပေါ့နော်အဲ့ဒီ height ဆိုတာကဒါယဉ်ကျေးတဲ့အတုံးတော့မဟုတ်ကဲ့တဲ့အိဗယ်ပေါ့နော်အဲ့ဒီဟာမှကိုကတငယ်ချင်းချင်းကိုနဲ့ရင်းနှီးတဲ့သူနဲ့ပြောချင်တယ်ဆိုရင် height မဟုတ်ဘဲနဲ့ဆိုတဲ့အိဗယ်ပေါ့နော်နော်အဲ့လိုမျိုးတွေသုံးတယ်ပေါ့နော်နောက်ခုကကြတော့ いいですねဆိုတာကကောင်းပါပဲကောင်းပါပေါ့ဆိုတဲ့အိဗယ်နော်いいですねわかりましたဆိုတာကကောင်းပြီနားလည်ပါပြီသဘောပေါက်ပါပြီဆိုတဲ့ဟာပြောနော်わかりましたနောက်ခုခိုင်ဝစကားပြောမှာပါမဲ့ဟာက何ですかဆိုတာကဘာလဲဟိုမှာစင်တရားရောက်ကခေါ်လိုက်တယ်ပေါ့နော်မမောင်ဆန်းနော်မမောင်ဆိုပြီးတော့ခေါ်လိုက်တယ်အဲ့တော့ကိုကပြန်ထုတ်မယ်何ですかဆိုဘာလဲဘာများပါလဲဆိုတဲ့အိဗယ်ပါကဂျာမတာစတာဂျာဆိုတာကကောင်းပြီဒါဖြစ်ရင်တော့မတာစတာမနေ့ဖက်မှာတွေ့ကြတာပေါ့မနေ့ဖက်မှာတွေ့ကြမယ်เนาะအဲဆိုရင်ဂျာမတာစတာဆိုပြီးတော့ပြောမယ်เนาะအဲ့တော့မှတ်ထားပေးရမှာကမနေ့ဖက်တွေ့ကြမယ်ဆိုရင်တော့ဂျာမတာစတာဆိုပြီးတော့ပြောပါမယ်ရမယ်နော်โอเคပါအဲ့ဒါဆိုရင်တော့ဒါကဒီအခန်း6နဲ့
သက်ဆိုင်တဲ့ပေါ့နော်ဝါဟာရစလုံးလေးတွေကိုအရင်ဆုံးရှင်းပြပေးသွားပြီးပြီပေါ့နော်အဲ့တော့နောက်ထပ်ကျန်နေတဲ့ဒီ grammar နဲ့သင်ခန်းစာလေးတွေကိုတော့နောက်ရက်မှာဆက်ပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့နောက်ရက်မှာလည်းဒီအခန်း6သင်ခန်းစာလေးတွေကိုဆက်ပြီးတော့ကြည့်ပေးဖို့အတွက်နော်နေ့တိုင်းခံပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်